မင်္ဂလာပါဒီနေ့ဖုန်းဘယ်နှလုံးလဲတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးဒီလေးလုံးကိုပေါင်းပြီးတော့trade in လုပ်တဲ့သဘောပေါ့အဟောင်းပေးတယ်အသေးတစ်လုံးပြန်ယူလာမဲ့အစီအစဉ်လေးလုပ်ကြည့်မယ်ပေါ့နော်ဒီကောင်ကဘာလဲဆိုလို့ရှိရင် Sony Ericsson okay ဟောဒီကောင်လေးပါဝါတော့တက်တယ် Sony ဒီမှာဗျာဒီလို logo လေးနဲ့ဒီကောင်ရဲ့ဒါက Realme ဒီကောင်ပါဝါတက်တယ်တစ်ချက်ဒီကောင် show ဒီနှလုံးရှိမယ်ဒါကဒါပိုင်လေဒါက Huawei ကောင် Huawei ဒီကောင်ကပါဝါတော့မတက်တော့ Huawei နှလုံးနော်လို့ရှိရင်ရှိသေးတယ်ဒီမှာဒီလုံးဒီကောင်က iPad ဒီကောင်ရေပေါ့နော်ဒီကောင်ဝါမတုံးတော့ကြာဒီကောင်နဲ့ဒါဆိုရင်တော့ဘာဖြစ်သွားမှာ၅လုံးဒါလေးကိုကျွန်တော်1 2 3 4 5ဒီ၅လုံးနဲ့ဘယ်လိုလုပ်မလဲဆိုတာကြည့်လိုက်ပါလဲမန္တလေးမြို့မှာပါအဲ့လိုဒီတာ transfer လုပ်နေချိန်မှာကျွန်တော် coffee လေးသွားတော့ပါတယ် coffee သွားတော့ပြီးပြန်လာပြီးတော့မှအဲ့ဒီကျွန်တော်တို့ဒီ data တွေကိုယူပါတယ်ပြန်ပြီးယူပါတယ်ပေါ့နော်ဖုန်းလေးကိုပြန်ယူလာပါတယ်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိ trade in လုပ်လိုက်တဲ့အလုံးလေးနဲ့လက်ရှိရလာတဲ့အလုံးလေးကတော့ယခုမြင်ရတဲ့အလုံးလေးပါinfinite ပါအဲ့တော့သူဈေးသူဟာနဲ့သူကျွန်တော်တို့ကနည်းနည်းတော့လိုက်ရတာပေါ့ဗျာအဲ့လိုမျိုးလေးလိုက်ပြီးတော့မှကျွန်တော်တို့ကယူခဲ့ရတယ်ပေါ့နော်ယူခဲ့ရတယ်အချိန်တော့အကြာကြီးဆောင်းရပါတယ်အချိန်ရင်ပေးရပါတယ်သုံးရတာလည်းမစိုးဘူးပေါ့နော်အဆင်ပြေတယ်ပေါ့တကယ်လို့ကိုယ့်လူမှာဖုန်းအဟောင်းလေးရှိရဆိုလို့ရှင်တော့အဲ့လိုမျိုး trade in ကန်တာလေးနဲ့ကျွန်တော်တို့ဖုန်းလေးတွေကိုအဟောင်းပေးသေးယူပုံစံမျိုးလေးလုပ်ချင်တယ်ဆိုရင်တော့မန္တလေးမှာချိန်မိုဘိုင်းရှိပါတယ်